အားလုံးပဲမင်္ဂလာပါဒီနေ့တော့အသေးချမ်းမာရေးအတွက်တောက်ကူပြတဲ့တဘာဝဆေးဘက်ဝင်အပင်၃မျိုးအကြောင်းကိုပြောပြပေးတော့မှာပါနံပါတ်1 milk thistle ပထမဆုံးတစ်ခုကတော့ milk thistle ပဲဖြစ်ပါတယ်သူ့မှာပါဝင်တဲ့ active compound တစ်ခုဖြစ်တဲ့ silymarin ဆိုတဲ့ဓာတ်ဟာအသက် cell အသစ်တွေကိုပြန်လည်ဖြစ်ပေါ်စေဖို့ကူညီပေးပါတယ်ဒါအပြင်အသက်တွေကအစိတ်တောက်တွေကိုဖန်ရှားပေးတဲ့ detoxification process အတွက်လည်းတကယ်ကိုအစွမ်းထက်ပါတယ်နံပါတ်2 Sanrinဒုတိယတစ်ခုကတော့ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားဆန်ရင်းမှာပဲဆန်ရင်းမှာပါဝင်တဲ့ကာကူမင်းလို့ခေါ်တဲ့ဓာတ်ဟာအသက်အဆီဖုံးတာကိုသက်သာစေုံတင်မကပဲသဲချေအိတ်ရဲ့ဂျမ်းမာယူကိုပါကောင်းမွန်စေပါတယ်ဒါကြောင့်သဲချေအိတ်အတွက်စိုးရိမ်နေရသူတွေအတွက်ကတော့ဆန်ရင်းကအသင့်တော်ဆုံးပါပဲနံပါတ်3 dandelion root နောက်ဆုံးတစ်ခုကတော့ dandelion root ပါလေးလာစမ်းသပ်မှုတွေအရဒီအမြင့်ဟာအသက်ရဲ့အစိတ်တောက်ဖယ်ရှားမှုကိုအကောင်းစေပြီးတော့အသက်တစ်ရှူတွေပျက်စီးမှုကိုလည်းရှော့ချပေးနိုင်တာကိုတွေ့ရှိထားပါတယ်ဒါကြောင့်သင်အသေးကိုဂရုစိုက်ဖို့ဒီဆေးဘက်ဝင်အပင်လေးတွေကိုသတိရပေးပါဦးနော်ကျွန်တော်ကတော့ဒီ၃မျိုးတွေက၃မျိုးစလုံး၃မျိုး၂မျိုးကိုတော့အမြဲတမ်းလို့သုံးဆွဲဖြစ်ပါတယ်ဒါကြောင့်မို့အသက်အတွက်တင်တော်ရာဆိုတာကိုကျွန်တော်ကတော့ကိုယ်တိုင်အမှတ်ခံပေးနိုင်ပါတယ်အဲ့တော့အားလုံးကျမ်းမာချမ်းသာကြပါစေ Bye for now